နည်းလေးချမ်းနေတိချက်လိုက်မတိတယ်လည်းနေရတယ်ဒါပဲဟုတ်တော့မကွာကိုရံကုန်စီနော်ရကြီးကိုလှိလီလိမ့်တော့ပြင်ကအောက်ကြီးနော်အချုပ်အလင်းနဝင်းဒါကိုပဲတွေ့တော့အချုပ်အလင်းနဝင်းညွန့်ဖူးအထူးပရမညာစိုက်ထူထားသည်အများဆရာတို့ဥခိုက်ကြည့်တယ်စက်ကြောလာမှရှိတယ်ဆရာမရင်ရှိခိုးရတယ်သမားအဲ့ဒါကြောင့်တချို့ဆရာတွေကတပည့်တွေကိုဒီအချုပ်သမားမတိုက်တာနော်ချွင်းချက်အဖေလည်းမတိုက်တဲ့လူကိုမတိုက်သွားဘူးဒါပေမဲ့လူအများစုကိုတိုက်သွားတယ်တချို့လူဝါမယ်ရှင်တဲ့တပည့်ကြတယ်အဲ့ဒါဆောက်လိုက်ပါမပေးဘူးမပေးဘူးလားဒါသိချင်းပြောတာအဲ့တော့ဒီမှာချိုးထားတဲ့အစာလေးကိုဟိုမရေးရခင်ဆိုတာနဲ့တမျိုးဖြစ်တယ်ဒါလေးနည်းနည်းသတိထားရပါဟိုတော့ကတချို့ရေးခံကြတယ်ရေးဆုံးကလေဒီအလဲမှာ9ခုရှိရတယ်ဒီ9ခုနဲ့ဒီဟာနဲ့ပေါင်းမှာကိုဆိုတော့ဒီအလဲမှာ9ခုဆိုတော့တစ်ဆိုရင်ဒီမှာ3ခုရှိမှာပေါ့ဒီလိုစမရေးရခင်တော့ဒီလိုလောင်းတာပယ်မားတော့လည်းဘုရားဟုတ်ကလားဒီတော့မရေးရခင်တော့လောင်းတဲ့အတိုင်းဟောကိုနှုံးလေးကိုလေးကိုဒီမှာကြည့်ဒီတော့ကိုနှုံးဆွဲပုံကြည့်နော်စပါလို့တက်တယ်တွေ့လားလက်သွားအောင်ကြည့်နောက်ပြီးတော့ပြောပြဘာကြောင့်ဒီလိုသွားလဲဒီကမှာလည်း1 2 3 4 5 6 9ဒီနှစ်ခုနဲ့ပေါ့ဒီဘက်ကလည်းဒီနှစ်ခုနဲ့ပေါ့ဟုတ်ပဲအလဲမှာ7ခုပြင်ဖြစ်နေမှာ9ခုရှိအောင်နော်ဘာလို့ဒါလေးကိုဒီလိုလောက်ရလဲဆိုတော့ကိုနဲ့မှာတချို့ကဒီလိုလှအောင်ရေးပြီးတောက်ဆိုတက်လိုက်တယ်တောက်ဒီလိုရေးပြီးတော့အဲ့ဒါလိုစိုက်မတိုက်နေတော့တဲ့အညွန့်မရှိတော့ဘူးအဖေကသမကိုဖတ်တာလေဒါမှမဟုတ်အစစ်စမရေးတဲ့လူကကိုကဟောလို့ရအောင်ဒီလိုဘယ်မှမထုံးဘူးနဲ့ဒီညောပြန်မနဲ့ဆက်စီအောင်တက်လာတယ်အဲ့ဒီညောအခုဒီလိုဆိုနေတာအဲ့ဒီအညွန့်နဲ့ထိုးတာနော်အဲ့ဒီနေ့ဒါအရှင်ပြတို့လက်မသေးခင်ဆိုတာတပည့်တို့လက်သေးပြီးဆွဲနေရှိတယ်လို့ကြတော့ဒီမှာဆွဲလိုက်တယ်ဒီကစကင်နေတပည့်တို့ကသိတယ်ဘာလို့သိလဲဒီမှာသူစန္ဒရှိနေတယ်ဒီမှာချိုးလိုက်အချိုးရှိတယ်ဟာဒီချိုးတွေကဒီမှာမျက်စိမှာမြင်နေတော့ဒီအချိုးလေးကိုမမြင်မလို့စိတ်ကဒီဘက်မှာ3ခုအသားလေးမှရေးတော့ရတာလုပ်နေကြတယ်ဟာဒီဘက်မှာ3ခုပြင်1 2 3နေဘာလို့ပြရပါဘူးအဲ့တော့ဒါမှတ်မိတဲ့ကတည်းကမမှတ်မိရင်ခုနကအဆက်တဲ့ခါကြီးမမှားဘူးကိုမကဘယ်လိုမှလာသေးတာမဟုတ်ဟုတ်တယ်မဒီနေဘောင်းဒီနေတော့ဟုတ်ကဲ့သုံး6ခနဲ့နော်ဟောဒါပဲဒီကနေ့ဒီတရားထည့်ပိုးရအဲ့တော့နဝင်းညွန့်ဖူးအထူးပညာစိုက်ကနဝင်းဆိုတာကိုခေါ်တာကိုတော့ခေါ်တာအဲ့ဒါအခုအဲ့ဒါတွေအဲ့ရတယ်အကုန်ဖတ်ပြီးအချို့စမှတချို့မြင်အောင်မြင်ဘူးဒါရောအကုန်ထက်တိုက်ဟောအဲ့ဒါတဲ့လားလောကတော့အဲ့ဒါသက်လုံးချက်ထားလိုက်ပြီးတော့ဒါလေးကိုမှလုံးဒီမှာဒီတော့မစတာလေးရှိတယ်ကိုတော့ပြလိုက်ဒီမှာအရှင်ပြစတဲ့ဟာလေးရှိတယ်မှတ်နော်စိတ်ကူကွက်ကိုကြည့်ဒီဟာလေးနဲ့ဒီမှာဆောက်ပြဒီမတန်ဒါကိုဆရာတို့စတယ်ဒီစလုံးကအရင်ကြီးတယ်ဒါကတော့မဆိုင်တဲ့ကြည့်ရတဲ့စတာပေါ့ကြီးပြီးတော့အဲ့လိုကြီးနောက်ဒီကြိုရေးကျွန်တော်ကြတော့ဒီတိုင်းမနိုင်ဘူးနောက်ကသေးပါနောက်ကဆက်ရင်းနေပဲဒီနောက်ဆက်ရင်းနေပဲအောင်အရဟံစမယ်နေရာမှာဒီညားနဲ့လာပြီးကြိုက်ပြီးခဲချမ်းနဲ့အရင်စမ်းလိုက်ပါတခါမှတ်တယ်ကိုတို့ဒေတာတော့မဆိုင်တော့စသေးတာပဲဒါဘယ်လောက်ကြာအောင်အဲ့ဒါပဲဟာတော့ဝင်ဝေကြိုက်တဲ့လူကိုအားခံ၍ထိုက်ကိုလက်နဲ့ပုတ်
ပေါင်းကိုလည်းနဲ့တော့မသိရဘူးပေါင်းရတယ်ဟဲ့အစိတ်တွေမှန်နေတဲ့ဆင်းဆိုတော့လေတတောင်လောက်တစ်ထွာလောက်ကနေလက်ကိုမိုးပြီးတော့ချလိုက်အစိတ်တွေကုန်ကြတော့ဒါမွေးကြိုက်တဲ့အခါမှာပတ်ချပေါ့ခြေတော့ကြိုက်ထားတဲ့ချက်ကိုလက်နဲ့ထိအောင်ပို့ချလို့ရှိရင်မင်းလိုပဲဘူးဒီလက်မှာလားဘူးလေအဲ့တော့ပတ်ချရင်နဲ့ဟိုမှာအပေါက်မရှိရင်ကိုတော်ပတ်ချတဲ့အစိတ်ကထွက်ပါကိုယ်စီးနဲ့ကနေမဲ့ရှုံးဝင်နေမဲ့ဆက်ပါမလို့အဲ့ဒါကိုပရိဒါနဲ့ခေါ်လိုက်အခုခုနဲ့ပေါ့အဲ့ဒီအပေါက်ကိုဖောက်လိုက်အဲ့ဒီအပေါက်ထဲကနေပြီးတော့လက်နဲ့ပတ်ချအဲ့ဒီပေါက်ထဲကလက်တဲ့ကြတဲ့အခါပတ်ချရင်မျက်နှာကနေရှူဒီမက်ကနေရှူဒီဘလုံးရှူပြီးအဲ့ဒီအပေါက်ကနေပြစ်ခလဲထွက်လာလိမ့်မယ်စိတ်အဲ့ဒီထွက်နေတဲ့ပတ်ချမထွက်တော့ဘူးဆိုရင်ကုန်ပြီစိတ်ကြောက်ကိုတော်လည်းအစိတ်ပတ်ချလို့မထွက်ကောခေါင်းနဲ့ရောက်နေနဲ့ထားတယ်တော့ဝယ်စိတ်ဟာ9ရက်တိခါလူတွေမကုန်သေးတဲ့ည9ရက်တိခါအဲ့ဒါဒါလည်းကောင်းပြီအဲ့လိုပတ်ချလိုက်လို့အပေါက်မရှိရင်အပေါက်ဖောက်ပြရတယ်နော်မှတ်ထားအပေါက်ဖောက်ပြီးသားဝယ်ကြိုက်ခင်တွေ့ရလူဖြစ်9ရက်ကြာမှဖြစ်အသက်ရှိသေးတယ်လို့ယူဆပြီးကုနေတဲ့အချိန်ကမှဟဲ့အစိတ်တွေဆင်းဆိုပြီးခုနထိတ်ကနေနဖူးပုတ်ချခေါင်းကိုပုတ်ချပြီးတော့ပတ်ချလိုက်တဲ့အချိန်ကမှအစိတ်ကတမောက်ချင်းလိုက်တာအပေါက်လည်းဖောက်ထားတယ်တို့တော့အဲ့ဒီအပေါက်ကအစိတ်မစွတ်ဘူးအဲ့ဒီအပေါက်နဲ့တခါလေးရောင်မှုချတာဒါအလုံးဘယ်လိုဖြစ်တော့လဲအစိတ်မထွက်မနဲ့ရောင်မှုထွက်လာလိမ့်မယ်ရောင်မှုထွက်လို့ဦးစင်းလက်ကဆွလိုက်တာနဲ့အဲ့ဒီရောင်နေတဲ့အစိတ်ကချက်ချင်းအယောင်ကျသွားပြီအစိတ်ကခေါင်းပေါ်ပြန်ရောက်လာလိမ့်မယ်ပြန်ခွေဆင်းလာတာပဲဟဲ့နောက်တစ်ခါတရားငါသူမင်းတက်ချိန်ငါနာနဲ့ဒါငါအဖေနဲ့ပါနဲ့ပေါ့အကုန်လုံးဒီချိန်ကမျိုးကတော့မပြောရဘူးကြောက်ကြောင်နဲ့နင်းကံပင့်တယ်ဟမ်ပတ်ချနှခါရောင်းနေနောက်လက်လွတ်လိုက်တယ်တစ်ခါတည်းလည်းပါပြန်ပြီအဖေကအဖောက်ရှိအောင်မရှင်သူကပြန်နေတဲ့ဘမောကကိုယ်စကားသူနားမထောင်တတိယအချိန်နဲ့ကြောက်ဒါသာလည်းဘုလုံးကဘုရားကိုယ်ဒါနာမည်ကြီး၄ပါးလုံးကြွပါခင်ဗျာမွေးမှန်တဲ့ညတော့ကိုနန္ဒကားပေါင်းနဲ့မွေးမှန်တဲ့တော့ကိုအစိုးရတော်မူတော့ဝိရုပက္ခနာမည်ကြီးဟာကြဘလို့ဝိရုပက္ခအဲ့ဒီဝိရုပက္ခနာမည်ကြီးကိုယ်တိုင်အစိတ်ချပဲတော့မှာခင်ဗျာဟဲ့ဘယ်ငါဒီမှာတက်ဆိုင်မလားနာမည်ကြီးတွေအမိတ်နဲ့ပါဆင်းအစိတ်တွေအကောင်တတ်ကြအပေါက်ကမဆင်းဘုံကပြန်တက်ရင်တဲ့ဆေးရွယ်ဆိုပြီးပြန်တော့သေမဲ့လူရဲ့လားအဲ့ဒါအဖေပြောတာဘုံကတတ်ကြလို့အစိတ်ပြန်တက်ရင်ကိုယ်ကနားမထောင်ရင်မကုန်နဲ့တော့တဲ့သိမကြဘူးသေတော့မယ်တဲ့အဲ့ဒါကိုမဲပြီးကျုံနေရင်ကိုယ့်လက်ထက်မှာမသားပဲဟဲ့လားဒါတိုင်းကောင်းပြီဒီလိုတတ်ကြလို့ရှိရင်အပေါက်ကထွက်တာလို့မထွက်တာလို့ထွက်တာကတော့ပထမတုတ်တည်းပြီးနေပါပြီဆိုတော့နော်မွေကြိုက်ထားတဲ့လူ9ရက်ကြာမှတွေ့မယ်6ရက်ကြာမှတွေ့မယ်တွေ့ရင်သူ့ကိုအသက်ရှိမရှိပဲလုပ်သားမယ်ဒီအဲ့ဒါစမ်းနေစမ်းကွလူကင်းပါပါနဲ့ကြည့်ရမျက်လုံးနဲ့ဖန်ကြည့်အသားရည်ကြည့်လူသေးနေတဲ့ရုပ်ကတစ်မျိုးအပမင်းနေတဲ့ရုပ်ကတစ်မျိုးအသက်ရှင်လင်းနဲ့အပရှိနေတဲ့ရုပ်ကတစ်မျိုးဟာလူသေးများမျက်လုံးကြီးကိုကျူးအောင်ဖြဲကြည့်ရင်ပြန်ပိတ်လို့ဆုံးတာမရှိဘူးလူသေးပြီးသားလူအသက်မကျလူအားလို့မျက်လုံးကိုလေလက်နဲ့ဖက်နဲ့ပြတယ်ဖြဲလိုက်မျက်လုံးကြီးအားလို့ကျူးတော့တချို့မျက်လုံးကျူးလို့ချိန်မအောင်ထိုးရတယ်လေမသားလေးတို့မမျက်လုံးနဲ့ကျူးလို့ပြန်မပိတ်တော့ဘူးပြန်ပိတ်တော့ကြောက်တယ်မလားကြောက်တော့ချိန်မလေးဆိုပြန်ပိတ်အောင်အဲ့ဒီလိုကျူးနေအောင်မျက်လုံးကိုဖွင့်လို့အလွယ်တကူပွင့်ပြီးကျူးနေရင်အသက်မရှိတော့ဘူးအဲ့ဒါလူတွေရဲ့အင်္ဂလိပ်လက္ခဏာအသက်ရှိပါလေသားနဲ့အပမီပြီးအသိမွန်နေတဲ့လက္ခဏာကဒီလိုလက်ကလေးတဲ့လက်ညှိုးလေးနဲ့လက်မလေးတို့ထောက်ပြီးတော့ဖွင့်ဖို့ဆိုတာဝေးရောဘယ်ဟောညာမျက်စိတစ်ဖက်တည်းကိုစုံကိုင်ဖွင့်ဘယ်တော့မဖွင့်ဘယ်တော့မလုံးဖွင့်ဖြဲရင်တော့ပြန်လုံးမဖွင့်အဲ့ဒါအပမီနေဖြဲကြီးထောက်ပြဘာမှမပြောဘူးဒါကြီးကကျေထလာတယ်ညလုံးမဖွင့်အဲ့ဒါအပမီနေအဲ့ဒါတူอ่ะအဲ့လူရှင်းလာမယ်အဲ့ဒါလူသက်ရှိသေးတယ်ဆိုတဲ့လက္ခဏာကိုပြတာတနည်းအသားပြူတဲ့လူကတော့ပိုကောင်းတယ်အသားမဲရင်တော့ဒီစမ်းနေရမကောင်းဘူးအသားပြူတဲ့လူကမူအကိုက်မဲနေရောနော်အဲ့ဒါကိုနှီးကြောလေးတစ်ခုဟိုငယ်တော့ဒီလိုပတ်ကျွန်းလေးနဲ့ပတ်တယ်လို့ပေါ့အဲ့ဒါနဲ့ဟောဒီပခုံးကိုထောက်ပြီးတော့ထောင်းလိုက်ရတယ်လက်နဲ့ထောက်ပြီးတော့ဒီလိုထောက်ရအဲ့ဒီရအဖောက်ထောင်းဆိုရိုက်လိုက်တဲ့ခါကျမှအဖနေပြီးတော့သွေးအောင်တန်းလိုက်အသက်ရှိတယ်တဲ့အဖေပြောတာလားသုံးမျိုးပြောတာတနည်းတပည့်ဟောအသာလေးတပည့်တစ်ခုကိုဆွဲပြီးတော့တက်လိုက်တော့ဖွယ်လဲဆိုအမြစ်ကမှကျွတ်ထွက်လာရင်သေကြီးတယ်အဲ့ဒီလူအရှင်းရဲ့တပည့်ကစက်ကြီးထောက်ဆိုပြသွားတယ်ဘာမှမကြုံဘူး
အဲ့ဒီသုံးကြီးပြောတာလေအဲ့ဒီသုံးကြီးစမ်းကြည့်လို့မှမျက်လုံးကလည်းဖွင့်လို့မရဘူးလူသက်ရှိသေးတယ်လို့ထင်ဆက်တာခုတော့နော်ခိုင်းတာလည်းခုနဖွင့်လို့မရတဲ့မျက်လုံးကိုမပွင့်ပွင့်အောင်တကယ်တော့ဖွင့်ရတာပေါ့လားသူကပက်လည်းပဲဒီကအတင်းချဲတော့မှာပဲဟုတ်လားအဲ့တော့မှကိုယ့်ရဲ့တရားကိုစတာပေါ့အေးအဖကရင်းများပြသားတော့ကိုယ့်ရဲ့သမပေးတော့မှာစက်ပြတ်တဲ့သမပေးတော့မှာမိစ္ဆာအောင်လာနိုင်တဲ့သမပေးတော့မှာကိုတော့တောင်းနေတာတောင်းတယ်အဲ့ဒီသမကိုဇုံကင်လက်နဲ့တောင်းချမ်းဆိုရိုက်လိုက်ခြေလိုက်ခြေပြီးတော့ယောက်ျား2ယောက်လာကားနေဆိုတော့တစ်ဖက်တစ်ယောက်ဖြဲလိုက်မဖြဲခင်ကိုယ့်ရဲ့ကိုတခါလေမျက်နှာကိုတက်တယ်ပတ်လက်ဆောင်ကညှစ်တဲ့အဲ့ဒီရေတွေဝင်တော့တခါတော့ဆောင်းတယ်တော့နေကဖြဲလိုက်တခါတော့အဲ့ဒီအရေကမျက်စိတွေဝင်တော့တိုင်းဆိုထားပြီးတော့ကိုယ်ပိုင်กว่าပါညာတယ်အဲ့လိုဖြစ်အကယ်၍ကိုယ်ပိုင်ဝင်နေတော့အပန့်ဖြစ်နေတော့ကာကရှင်အပန့်မိပြီးလူစိတ်ကြောက်နေရင်ကိုယ်ပိုင်กว่าငါလောက်ထားတာပါဆိုရင်ထုတ်ထားလိုက်တာနတ်ဆိုရင်ထုတ်တာရွာလူဆိုရင်ထုတ်တာမလွတ်နဲ့ကောင်းပြီမင်းဘာလို့လုပ်လဲမေးလိုက်အဲ့ဒီမှာ तू မဟုတ်တာလုပ်ရင်လည်းအဲ့ဒီမှာဆောက်ချက်ွယ်ပြီးပေါ်ပြီဟမ်အဲ့လိုသူ့ကိုချုပ်ပြီးတော့မင်းအစိတ်တွေအကုန်ချပြီးမှပွားရမယ်ဆိုပြီးသစ္စာရတဲ့တိုက်တော့သွားပြီးတော့ထုတ်လိုက်တော့ပြီးတော့သစ္စာရကကြမလို့ခွေးမလည်းငါထုတ်တော့မဆွဲရဘူးသွားပြရတော့သွားခြင်းအစိတ်ကောင်ဆိုအစိတ်မကုန်းမချင်းထွက်လို့မရသေးနဲ့အမိတ်ပေးထားတယ်ဆရာကုန်းပါပြီဆရာကုန်းရင်သွားနိုင်စေမကုန်းရင်မသွားနိုင်စေနဲ့ဒါလာပြောနေဆရာကုန်းပါပြီဆရာကုန်းရင်သွားတော့ဆိုရင်ကိုတော့ကိုတော့ဆက်ရအောင်သူပြောရအောင်ကောင်းမင်းသွားခြင်းလားသွားခြင်းလားကုန်းရင်သွားနိုင်မလို့သူမြင်မသွားခြင်းကုန်းကြလေဘယ်နဲ့လဲဒါပဲမွေလက္ခဏာမှာအဲ့ဒါပိုင်နိုင်ပြီးရောတော့ပြင်ဘယ်နဲ့လုပ်သိနေဥစားအစိတ်မုန်းနေတာလူသေးနေလားရှင်းနေတာမသိဘူးဟုတ်တယ်မလားအဲ့ဒါအဲ့ဒီသုံးမျိုးစမ်းပါစမ်းခွင့်မိလို့ရှိရင်ဆက်ကွာကိုနေတော့ဝင်ပူးရင်လေရိုးရိုးကိုယ့်အကိုအစိတ်ချရတယ်မြန်သေးတယ်ကိုယ်မှကအစိတ်ကမှသွားသူလဲသူကသူဆောက်နဲ့ခါပြီးအစိတ်လဲကျသွားရောကတိနိုင်ကနေတိထားရတယ်သူအကောင်းအခါလဲဘယ်လိုဆန်းတဲ့နဲ့တော့မသိဘူးဘာမှမရှိတော့အကောင်းဒါသွားမင်းစက်တယ်မကြိုင်ခဲ့တယ်မင်းစက်တယ်မင်းယူအစိတ်တွေမှမင်းဆိုင်သွားပြီးရပြတော့ပြီးတော့အခုရေးထိုင်ရထုတ်လိုက်ပေါ့ပြီးရောကိုရောကကူလည်းနေတိုင်းပေါ့အဲ့ဒါကိုအမေဘုရားရှိတဲ့ခါတော့ဟိုတော့ပြောဦးတယ်ကြီးကကွာလို့ဆိုတဲ့ကောင်တော့လယ်သမားတယောက်မွေကြိုက်ကောကွင်းမရနေပြီးတော့မွေကြိုက်ပြီးတော့ကွင်းမရသူ့ကိုမွေလဲကြိုက်ရောကွာလို့တယောက်မွေတော့မှပိုးတီတယ်ပြောတယ်ပိုးတီတယ်လဲဆိုတော့တိုင်မှဝင်ဘူးပြောတယ်ခွေးမှာကမွေနဲ့ကြိုက်ပြီးတဲ့အပြင်ခေါင်းထဲကိုလက်တွေစီတွေကိုခုတ်ပစ်ပြီးတော့ဓာတ်နဲ့ခုတ်ပြီးတော့တခါတည်းခေါင်းထဲကိုထဲရအောင်မင်းကိုလှုပ်ထားမယ်ကွာဆိုတော့ဘယ်လှုပ်တယ်မှတည်းရှင်းရွက်လက်ကောကာယကြီးတစ်ဖက်ကိုလူဆဲရောက်သွားစီမရှိကောင်းရလဲအဆုံးကုန်ကားတယ်လက်ပြအဆုံးကဒါဒါကြီးခေါင်းထဲမှာလှုပ်တယ်ပြီးတော့ဘက်ကလန့်ထားတာနောက်တော့လူတွေကဘယ်လိုကြမ်းဆိုဒါကြီးဓာတ်နဲ့ခုတ်ပြမလို့အကြံအဖေကလည်းရောက်သွားနေကြပါဦးခဏကြပါဦးအဲ့ဒီမှာဘုန်းကြီးသုံးပါးကုနေလို့ပြောတယ်အဖေကလည်းပြောသွားတယ်နေကြပါဦးဘုန်းကြီးသုံးပါးတော့အုံဝင်ဖွင့်နေကုနေမရဘူးအဖေလည်းရောက်သွားရောအဖေကအခုနပြောတဲ့စမ်းလေးကိုစမ်းတယ်အသားကလည်းမဲတော့ဘဲဟာစီသွားရိုက်တော့မယ်အသားလေးမျက်စိကိုဟာလို့ထောက်ပြီးဖွင့်တော့မရဘူးမရတော့သူ့တပည့်ဆရာကဆိုဟဲ့လာသားနိုင်မလို့တယောက်တစ်လုံးကြိုင်လာတာမယ်ဆိုတော့ကိုယ့်ရဲ့ကိုအဖေကတော့ဘာမတူနဲ့ကိုယ့်ရဲ့တယောက်ကိုကြိုင်ပြီးတော့ဖြောက်တော့ရိုက်ပြီးညှစ်တိုက်တာခါဖွင့်တာကိုကြိုင်တာကိုယ်မိုင်กว่าဆိုထားတာကိုယ်မိုင်လားချုပ်တာတဲ့မဲဆိုင်တယ်မဲယူသွားဆိုတော့ဆေးဝင်ကြီးပြီးတော့အဲ့နာဟုတ်ပြဆရာကြီးကုန်းပါလိဆရာရဲ့တော့ဘာမင်းတဲ့ရှားတဲ့ကောင်ကုန်းရင်သွားနိုင်ပေါ့ကွာမကုန်းရင်မသွားနိုင်တော့ပြီးရောဟုတ်တယ်အဲ့ကမှသူ့စိတ်လဲကုန်းအောင်ဘာလို့လဲကြောက်ပါအကောင်းပကတိကြောက်သွားတဲ့အချိန်ကမှပထမကုနေတဲ့ဘုန်းကြီးတို့ကအဖေကိုဘယ်လိုပြောလဲဆိုတော့သူတို့ကုလို့မပြောက်တော့အဖေကမျက်လက်ကြလို့ဝင်ကုလိုက်တဲ့အတွက်ဖုတ်သွင်းတဲ့ဆရာလို့ပြောခံဒါလူနဲ့မဟုတ်နဲ့ဖုတ်ကြီးတဲ့ဆိုတော့အဖေကကြားတော့အရှင်ပြတော်တဲ့မနေ့မှပြန်ကြွကြပါဗျာတဲ့အခုအချိန်လည်းမရှိပါဘူးဆရာဆိုတော့တောမှဆိုတော့လူလူကောင်မှတင်ထားတာဘုန်းကြီးအောင်မလို့အဖေကသူ့ကိုဖုတ်သွင်းတဲ့ဆရာကောင်သိအောင်ရွှေကျော်အကြောင်းပြမှာအဲ့ဒါဘုမကြီးကဆရာကြီးကျွန်တော်ကုန်းပါပြီဆရာကြီးရဲ့သစ္စာရေးတိုက်ချင်တယ်တိုက်ပါကုန်းကိုကုန်းနေလို့ကျွန်တော်သွားပြစီတော့ဒီလိုမလားအေးဘာကောင်းပြီသွားတော့သွားမယ်ဟဲ့ကုန်းလားကုန်းပြီအေးကောင်းမင်းညကြရင်နိုင်ကန်တစ်ချက်ထုတ်လောက်ကြရင်ငါစီကြလာကြလားလာမလားလာမယ်မလာရင်ပြန်ထုတ်တက်သွားတော့ဆိုပြီးချက်ကုန်းချက်တော့အခင်ဗျားတို့မနေ့မှသွားပါဆိုပြီးလူတော်မှတင်ထားတဲ့ဖုန်းသုံးပါကိုအဖေကနေပြီးတော့တစ်ချက်လက်ထောက်ကိုမိုင်းကြီးကဒီမွေးတိုက်တဲ့ကောင်လားပြန်ဝင်လာတယ်ဆရာကြီးကျွန်တော်ရောက်လာဘယ်လိုလဲပါမင်းကိုမိုင်းကအဲ့ဘုန်းကြီးတွေကိုလူမမြင်ရတဲ့တက်နေတာဆိုတက်နေခိုင်းတာဒါကြွမ်းနဲ့ဘုန်းကြီးတွေကြောချင်းကပ်ပြီးလောက်ကြပါဦးဟာဒါကြီးတော့ပါ
တပည့်တော့ဖောက်သွင်းတဲ့ဆရာပဲအဖေထားရအဲ့ဒါမှဘုန်းကြီးသုံးပါလုံးပြန်ပြတ်သွားတယ်လို့ပြောပြငါပန်းငါ့ကိုစော်ကားမဟုတ်ဘူးပါလေငါ့ကိုသူတို့ကပညာကိုမလေးမစားလို့ပြောတဲ့အတွက်အကြောင်းပြလိုက်တာကွာသူတို့အဖွဲ့သူတို့ခိုင်းတယ်ကုလို့မရဘူးတဲ့ငါကုလိုက်တယ်တဲ့အဲ့ဒါဘာလို့အဲ့ဒီကောင်ပိုးကြည့်တယ်လဲလို့ဆိုတော့တရွာကတော့မှဆိုတော့ဒီရွာကနေခိုးရတောင်ဘက်ရွာကနေမြောက်ဘက်ရွာကိုလဲနေအလားလမ်းမှာအုံးလေးပင်ဆိုတော့အုံးလေးပင်ကိုမင်သိချာမှာကိုမင်စိုးရတယ်တစ်ပင်အဲ့ဒီတစ်ပင်မှာတောရိတ်ကလေးရှိအဲ့ဒီတောရိတ်ကလေးတည်းမှာတို့ကတရွာနဲ့တရွာဆိုတော့လမ်းခုလက်မှာဆိုတော့မောတာပေါ့ကွာလဲနေမှာမောတော့သူမိမလည်းပါလာတယ်အဲ့ဒီမှာဝင်ပြီးအနားဖြေကြတာအနားဖြေနေအဲ့ဒီလဲမှာတို့ဘာလို့ကြတယ်မသိဘူးကိုမင်အဲ့ဒါကို50ပင်အောက်မှာမဟုတ်တာလုပ်တဲ့ကောင်တွေဆိုပြီးအဲ့ဒါမုန်းနဲ့တိုက်တာမတော်ထိုးတဲ့ကောင်တဲ့လားသူ့မရောက်မှ तू မကြည့်နေတဲ့ဟာတွေလောက်တာဟုတ်အဲ့မှာမွန်းနေတိုက်တာအဲ့ဒီအဆွဲကိုအဖေကူခဲ့အဲ့ဒီကြောင့်အဖေလွတ်လာပြောတော့သိရတာဟောတယ်ခွေးမသားတဲ့ငါသက်ပဲအောင်မှာကိုယ်ကားလို့တဲ့ကောင်မင်းကမွန်းနေတိုက်မသူချလဲတော့တိုက်တာပဲမို့ရအဲ့ဒါအပတ်မိတဲ့သဘောပါ့မှာအဲ့ဒါမွေးကူတော့အဲ့ဒါအဲ့ဒီမွေးကူတော့ဒီအခုနကပြောတဲ့အသက်နဲ့အပန့်အကိုတော့နားလဲသွားရင်ဒီပြင်ဟာဘာကူလှအောင်တကယ်ကိုနိုင်နေပြီဆိုတဲ့ခါကျတော့လူအများကြီးကောင်းခုတည်းဒီအစိမ့်ဖုန်းနေမှလည်းပြီးရောဟဲ့ငါပြောမယ်လဲတောင်းလဲအပြင်ကွာလေးထောတော့အပြင်ခေါ်လိုက်အလဲဦးကြောင်းသွားကြမှာဇလံဝဲလုံးဇလံမလုံးမှာရှိတယ်ဖွေးနေတာပဲအဲ့ဒီလုံး3ပိုင်း4ပိုင်းပိုင်းပြီးတော့မွေကြိုက်တဲ့ခြေထောက်မှာကြိုက်ရင်ခြေထောက်အပတ်ကိုမွေကြိုက်တဲ့အပတ်ကိုအဲ့ဒီငါပြောတော့ကတ်တာဒီအဆိုင်နဲ့လက်ကပတ်တာငါပြောတော့ကလေကွက်ကလေးမဲသွားတယ်စိတ်တွေတလုံးပြီးသွားတယ်တလုံးပြလိုက်နောက်3ဆက်လိုက်တော့လာကွက်ကလေးနေလို့ရှေ့ဆက်မကွက်တော့ဘူးဆိုရင်လူမှာဘာမှမကြောက်ငုတ်ထားတာအဲ့ဒါညာရှိတော့သုံးတော့ဒါတပည့်ကတော့အားလုံးအတွက်သူကခုတော့အဖေဘိုးတော်ဝင်ရှိတဲ့ခါမွေကူသွားလာကြတော့ဟောအောင်နိုင်နေတယ်ဒီလိုလူသက်ရှိမရှိတော့အဆိုင်မွန်တဲ့လက္ခဏာတို့ကိုတပည့်တော်တို့ကိုတော်တို့ကအခုကုထုံးမျိုးနဲ့စမ်းမှသိတာဘိုးတော်ဘုန်းကသူ့အိမ်ကိုမွေကြိုက်လို့မွေဝဲကြိုက်လို့ထမ်းလာရင်ဘာဖြစ်လဲဘိုးကြီးတော်ကဆရာကြီးရဲ့ဆိုလို့ဒီထမ်းလာတဲ့ကသူကသိတယ်မဲရတဲ့ကသူကသိတယ်အကဲဒီထမ်းလာတဲ့လူဟာမွေစိတ်မရှိတော့ဘူးသေးပြီဆိုတော့ဟေးပြန်တော့ဆိုရင်နောက်ကမပြောနဲ့တော့သိနေကိုယ်ရင်လည်းဆန်တဲ့ကူတော့မရတော့ဘူးဒီလိုစောင်းကြိတ်တာသိဘိုးတော်ဘုန်းကမွေပါခုခေတ်တော့မွေပါတကူကြီးကပ္ပပါတကူကြီးဟမ်ဒါမှမဟုတ်ဘောတော့ပွင့်ရင်ဓာတ်ပေါ်မှာမွေအောင်အမြဲရေးပြတာသဘောကမွေအရာမှာသူ့မတူအောင်ဆွမ်းတဲ့ဆရာကြီးအဲ့လိုအသက်ရှိနေမှသိရင်ပမာမခန့်ကူသွားတာပညာအကြောင်းကိုပြသွားတာတပည့်တော်ကိုတော့ဖိုးအေးရကိုတော့ဘိုးအေးဒီကတော့ဖိုးအေးအဲ့သူနေတဲ့ရွာတရားဒီမြစ်ကမ်းတာမှာဟုတ်စကားထိုးတာရေတဲ့အရာကြီးဟောရေကြနေသေးလို့ရှိလို့ချင်းဟေးအဲ့တရားဥမှာသွားခြားထားတာဒီကောင်ဒီလိုတရားဥခြားတယ်သူကမွေးတိုက်တဲ့လူလာကမှသူကဆေးတံခောက်ပြီးနောက်တော့ဆေးတဘူးထပ်ခဲ့ပြီးအေးဆေးကောင်းတယ်ဘယ်လိုမှမမေးရဘူးတချို့ကလည်းဆရာကြီးကဒုက္ခပဲမွေးကြိုက်လို့လာကမှဆေးတံကောက်နေတယ်ဒုက္ခပဲသေစမ်းသေးတယ်မဟုတ်ဘူးသူကသိတယ်လူသက်ရှင်မှသိတယ်မလားအဲ့ဒီလိုလူသက်ရှင်မှသိတော့သူကဗမာမကန်ထားလိုက်ပြီးဆေးတံတဘူးကုံအောင်ဘာဖြစ်လို့ကောက်နေသိလားရေတက်ဆောက်တယ်ဆောင်းထဲမှာရေမရှိသေးလို့ဟိုကရေလက်တက်လာအောင်အဲ့ဒီမှာဆေးတံတဘူးကုံတော့မှအနာချပြီးဘယ်မလဲကွာဘယ်နေရာကြိုက်တာလဲပါညာနဲ့အဲ့လိုပြောနေပြီးတော့တရားဥကနေမတ်တိုက်ရပြီးတော့အစောဝတ်တယ်လို့ဘာလို့လဲအေယာဝတီမြစ်ကိုဖြတ်ပြီးတော့လက်နှစ်ဖက်နဲ့မှုပြီးရေမန်းလောက်ကြဘယ်လိုမှမသိလိုက်ဘူးဟုတ်တယ်အဲ့ဒါဘိုးတော်ဘွင်းအဲ့လိုလက်နာစနာအကောင်ရေမန်းဖြစ်ဆိုပြီးတော့မြစ်ချောင်းတစ်ခုလုံးကိုရေမန်းလောက်ပြီးတော့အဲ့ဒီမွေးကြိုက်တဲ့ကောင်ကိုဆောင်းကန်ချလိုက်တာရဲ့တရားဥကနေပြီးတော့ဟုတ်တယ်ဒီတော့ကာယကဒီအားတော့ဘယ်လိုဖြစ်ပါလိမ့်မလဲကန်ချလိုက်တဲ့နောက်မွေးကြိုက်လို့သုံးလုံးကြီးနေတယ်လူကရင်းနေသွားတာပေါ့ဒါခါကိုလေးရေတော့ဘူးဟိုအပြစ်ဘိုးကခါပြီးတော့ကန်းနှဖားလေးရောက်တော့လူလည်းအတောက်ဖြစ်တယ်အဲ့ဒါဘိုးတော်ကကူတာဒါလေးကိုမှတ်ချက်ဘာဖြစ်လို့ကန်ချလိုက်တဲ့အခါမှာရေထဲရောက်တာနဲ့မွေးကြိုက်ထားတဲ့မွေးဝဲစိတ်တွေမရှိတော့ပဲအကောင်းဖြစ်ရပါသလဲဒါမေးရမှာဒါမေးချင်လို့ဒါပြောချင်လို့အဲ့ဒီအားကိုပြောတာဘယ်နဲ့အထိတ်တဲ့လူကိုတော်တို့ဗာတိုက်ရေမွေးတိုက်တယ်မလားကန်ချလိုက်တဲ့နောက်ဒွိုင်းကောက်မျက်စိနဲ့နားတဲ့နှာခေါင်းနဲ့မစားတဲ့ဖင်နဲ့အကုန်လုံးရေတွေဝင်အောင်မလားအဲ့ဒီမြစ်ချောင်းတွေကရေမန်းတွေအကုန်ဝင်တော့ရှိတဲ့အစိတ်တွေ automatic ထွက်ပြီးအကောင်းဖြစ်တာဗောကိုတော်ရဲ့
ဟုတ်တယ်လေအဲ့ဒါတနည်းနောက်အဖိတ်ကျော်လွှားသွားဖို့ဆန်းလန်းကြတယ်အဖေဘိုးတော်ကခုပြသွားသေးတယ်အဖေဘိုးတော်ဟန်ကတိုက်ရိုက်ပြောသွားတယ်စကားဘာလဲဟေးဒါလားသူ့ကိုထမ်းသွားရင်အတင်းအကဲခတ်တယ်သူကသိတယ်ဟေးကြံခေါ်သွားဆိုရင်သေပြိုင်လို့ခေါ်ထမ်းတယ်လည်းသိတယ်ရှောက်လာရင်လည်းသိတယ်အပန်းရှောက်လာဆိုတော့ဟေးကြံခေါ်သွားတော့ใจရဲ့အကောင်းကြီးဆိုတော့ကြံခေါ်သွားတော့မင်းတို့လူလည်းမရှိတော့ဘူးသေပြီအဲ့ဒါမှမယုံလို့ဒီနေ့ကြားလေခေါ်လည်းပြေးလာပဲဘိုးတော်ဝင်ကနောက်တနေ့ဆန်းဆန်းပြကူးကြတယ်သိတယ်ဘာလို့လဲကြည့်လိုက်တယ်သူကြည့်လိုက်တဲ့ခါကျတော့အော်လူသက်ရှိသေးတယ်ကိုကြည့်လိုက်အမစားမစားဘယ်တော့ဘယ်နှစ်ယောက်ပါလဲ3ယောက်နောက်ထပ်4ယောက်သွားခေါ်ပြီးတော့ဟိုပြေးပြေးခေါ်တာဘယ်နှစ်ယောက်လဲ9ယောက်1ယောက်စီဆက်ကားဆိုတော့မွေကြိုက်တဲ့လူကိုပထမဆုံး1ယောက်ကနေပြီးလက်မောင်းကိုင်ထားလက်မောင်းကိုင်ပြီးတော့ဆန်းလိုက်လူ9ယောက်ဆိုတော့9လမ်းပေါ့ကို9လမ်းကျော်တော့ထွက်လာပါအရှိကြီးပေါ့အဲ့ဒီ1 2 3 4 5 6ဟိုဘက်ထိတ်က9ယောက်အဆုံးလူသတိထားတော့အဲ့ဒီလူမွေကြိုက်တဲ့တော့ဟုတ်တယ်ကြိုက်တဲ့လူကနဲ့ရှိအောင်မလားကြိုက်တဲ့လူနဲ့လူကိုကိုင်နဲ့လူ9ယောက်တယောက်လက်ကိုတယောက်ကိုင်ပြီးဆက်သွားပြီးတော့ဒီကမွေကြိုက်တဲ့လူကိုဟဲ့ဆိုတော့အဖေဘိုးတော်ကလက်နဲ့ဘယ်နေရာဖြစ်ဖြစ်တောက်ရတဲ့ချိန်ခါမှာဒီဘက်ကမွေကြိုက်တဲ့စိတ်ကြီးဟိုဘက်ထိတ်ကလူသွားပြီးတော့ဂီဂီဆိုတက်နေတဲ့စိတ်ဒီရောဒီမှာကြိုက်ရင်းဆိုဖြစ်တဲ့လူအကောင့်ထအဖြစ်ဟဲ့ရေတစ်ခွက်ကဟိုဘက်ထိတ်ကတော့သွားတိုက်လိုက်ကြမ်းကြတော့ပြောက်တပည့်တော်ကိုတော့ဒီအစ်မရောက်သေးဘူးအဲ့ဒါဝိဇ္ဇာကူသွားတာဘယ်နဲ့ဒါဖြင့်အဲ့ဒီအစ်ကိုမရောက်သေးဘူးဆိုတာကသူ့လိုမသိသေးဘူးပြောတာသတ္တိရှိရင်သူ့လိုကူးကြည့်ပါလားမပြောင်းရင်ဆက်လာပြလိုက်ဘယ်နဲ့ကျွမ်းကျင်တော့ရဲနေတာပေါ့သူကသိထားမှာဘူးတစ်ခါကမသိဘူးသေးတယ်သိထားမှာဘူးတပည့်တော်ကသူတို့ငါအချိန်ဆွမ်းနေခိုင်းသိငါသွားမလားဟဲ့သူတို့ဒါအဲ့ဒါကိုစိုးရိမ်ကြရှင်းမလားအဲ့ဒါလို့မွေးကူထုံးမှာအဖေဘိုးတော်ဝင်ကူသွားပေါ့နော်လာကြရင်နောက်ဖေးဘက်ကမာလကာပဲမှာသွားနေကြလို့ရွှေ့လို့ရတယ်ဘိုးတော်ဟာဒီနောက်ဖေးကအဆောင်ဆောက်တော့ဟိုဘေးနာအသက်ပဲမှာပြောင်းတုံရှိတယ်အဖေလောက်တယ်လို့လုံးလို့ထွက်သွားတာတခါနှစ်ထင်ဖန်းကဆော်တိုက်တာတက်သွားနေမွေလို့လောက်ကြအောင်ဆိုတော့ကမအဲ့ဒီလူကွာထားတယ်ဘာဖြစ်လဲအဲ့ဒါဘာကွာလဲသိလားစေနာနဲ့သမာဓိပဲဘယ်နဲ့အဲ့တော့ကိုဘာမှမဟုတ်သေးဘူးလို့ဆိုတာလဲပေါ်လည်သွားအောင်အဲ့ဒါပြောကြမလုပ်ရဘူးအခုလုံးမလို့သွားတာရှိတယ်နှစ်ထင်ဖန်းချလိုက်တာနှစ်ထင်ဖန်းချလိုက်တာကိုလောတွေတော့ပြတာဟာပါညာဖြစ်ပါအဲ့ဒီကကိုကတခါရံလို့ဖြစ်သွားပြီပေါ့ရံလို့ဖြစ်တော့နောက်ထပ်ဝင်လာတဲ့အကောင်နဲ့ဆရာကိုလွတ်အောင်မလဲအိမ်နဲ့ဝင်ပြရတယ်အဲ့လိုမြင့်တာစေနာပြန်အဲ့လိုကြွားသေးတယ်အဲ့တော့ပုဂ္ဂိုလ်အဆက်ကြည့်ပါနော်စိတ်နေစိတ်ထားတဲ့ပုဂ္ဂိုလ်ရဲ့အကျင့်အကြံကိုကြည့်ပါကာရဒေသကိုကြည့်ပါနေရာကိုကြည့်ကူသွားပါဘယ်တော့မှအောက်ကြံလို့မရှိပါဘူးကိုနိုင်ထားတာကတပိဿာ90လောက်ကိုပေါ့ကိုင်နိုင်တော့လဲခွက်30လောက်ကိုဟန်ဆောင်မကိုင်ပါနဲ့ဒါဆိုကိုတော့ဘောပေါက်ပေါ့အဲ့ဒါမှကြံရှိနေတဲ့အပိုင်းကိုအခုပြောကြတဲ့မကဒီနောက်ဘေးကအဆောင်ဆောက်တော့ဟိုဘေးနာအသက်ပဲမှာပြောင်းတုံရှိတယ်အဖေလောက်တယ်လို့လုံးလို့ထွက်သွားတာတခါနှစ်ထင်ဖန်းကဆော်တိုက်တာတက်သွားနေမွေလို့လောက်ကြအောင်ဆိုတော့ကမှတော့ရတယ်ဘိုးတော်ဟာဒီနောက်ဘေးကအဆောင်ဆောက်တော့ဟိုဘေးနာအသက်ပဲမှာပြောင်းတုံရှိတယ်အဖေလောက်တယ်လို့လုံးလို့ထွက်သွားတာတခါနှစ်ထင်ဖန်းကဆော်တိုက်တာတက်သွားနေမွေလို့လောက်ကြအောင်ဆိုတော့ကမှအဲ့ဒီလူကွာထားတယ်ဘာဖြစ်လဲအဲ့ဒါဘာကွာလဲသိလားစေနာနဲ့သမာဓိပဲဟုတ်တယ်အဲ့တော့ကိုဘာမှမဟုတ်သေးဘူးလို့ဆိုတာလဲပေါ်နေသွားအောင်အဲ့ဒါပြောကြမလုပ်ရဘူးအခုလုံးမလို့သွားတာရှိတယ်နှစ်ထင်ဖန်းချလိုက်တာနှစ်ထင်ဖန်းချလိုက်တာကိုတို့တော့ပြတာဟာပါညာဖြစ်ပေါ်အဲ့ဒီကကိုကတခါရံပြီးသွားပြီပေါ့ရံပြီးတော့နောက်ထပ်ဝင်လာတဲ့အကောင်နဲ့ဆရာကိုလွတ်အောင်မနဲ့အိမ်နဲ့ဝင်ပြရတယ်အဲ့လိုမြင့်တာစေနာပြန်အဲ့လိုကြွားသေးတယ်အဲ့တော့ပုဂ္ဂိုလ်အဆက်ကြည့်ပါနော်စိတ်နေစိတ်ထားတဲ့ပုဂ္ဂိုလ်ရဲ့အကျင့်အကြံကိုကြည့်ပါကာရဒေသကိုကြည့်ပါနေရာကိုကြည့်ကူသွားပါဘယ်တော့မှအောက်ကြံမကြမရှိပါဘူးကိုနိုင်ထားတာကတပိဿာ90လောက်ကိုပေါ့ကိုင်နိုင်တော့လဲခွက်30လောက်ကိုဟန်ဆောင်မကိုင်ပါနဲ့ဒါဆိုကိုတော့ဘောပေါ့အဲ့ဒါမှကြံရှိနေတဲ့အပိုင်းကိုအခုပြောကြတဲ့မကသိမ့်ပန်းချီရညံချဲနိုင်တယ်လို့ချဲသွားပါဒီပညာ
အောင်တော့ကောင်းရင်ကောင်းတော့ကြတော့မှားတယ်ဆိုတာမရှိဘူးလူများပြောတာကိုဘယ်တော့မှမယုံပါနဲ့ဘူးရကတ်တာကိုဘယ်တော့မှမယုံပါနဲ့ဘူးချင်တိုင်းဘူးကတ်ချင်တိုင်းကဘာပြောဘယ်တော့မှမယုံပါနဲ့အိမ်မက်ထဲမှာကိုယ်လာပြီးငါနဲ့ထိုးဓာတ်နဲ့ခုတ်တတ်တယ်ပြောမကြောက်ပါလားအိမ်မက်ဆိုတာမက်တော့နော်နောက်ကိုယ်လာပြီးတော့တနေ့ကမကောင်းလေးကောင်လာတယ်မိမတယောက်ကလာပြီးတော့သစ္စာဝါဒီခိုင်းကနေလာပြီးတော့ကောင်းလေးကိုလာပြီးတော့မင်းပွဲပြင်ကြဟုတ်ပါလို့ဆိုတယ်မင်းငါအုပ်ချုပ်ဖို့ဆက်ကလွှဲလာတာတဲ့ဆိုတော့ तू အောက်မှလက်ခံတော့ရေမဖတ်လိုက်တာပေါ့မနေ့ကရှင်းမလဲအဲ့ကြတယ်ကောင်မလေးဝင်းနေပါစားလို့အဲ့ဒါသူ့ဆရာဖြစ်တဲ့ပထမဆရာဖြစ်တဲ့လူကသူ့ဆရာရဲ့ဆရာကသူပညာယူတဲ့ဆရာကို90မပေးတယ်အဲ့ဒီကောင်လေးကိုသင်တော့လဲဟိုလူကလည်းသူတတ်တဲ့အတိုင်း90မသူကပေးတယ်ကျွန်တော်ရှင်းဆက်ပြီးတော့အစ်စ်ကောင်တက်ချင်တယ်လို့ဆိုတော့ငါတော့ဒီအားပဲရတယ်ကွယ်တဲ့မင်းလုပ်ချင်တယ်လို့ဆက်လုပ်ပါတဲ့ဒုတိယသူသင်တဲ့ဆရာအမှန်ပထမဆုံးအဖေတပည့်ဆရာကြီးကတပည့်တွေမှတ်လိုက်တဲ့အတွက်အဲ့ဒီမှာဒီကောင်လေးကြောင်ဖြစ်ပြီးဒီလင်ခိုင်းကူးမယ်လို့အကြမှာပြောရောက်လာအဲ့ဒါကြောင့်ပြီးတော့အော်နေတာခေါ်တော့အသာဆုံးမသိဒီတော့ကနားတယ်တပည့်တွေကိုသတ်တဲ့ဆရာကြီးအဲ့ဒီဆရာတွေကိုတော့အချိန်မလေးပဲအဲ့ဒီဆရာမျိုးကလည်းအချိန်မလေးပဲကိုဆင်းတလုံးနဲ့ဘုံရင်းမြင့်ပြီးတော့တပည့်တော်တပည့်ဖြစ်ကိုတော့တပည့်ဖြစ်ဘလူတပည့်ဖြစ်အဲ့လိုဆင်းတလုံးနဲ့ကိုအချိန်ကြီးနဲ့ဆရာကိုလည်းအဆင်းလေးမဲ့ဆဲလေးမဲ့ဒါတွေကိုဆုံးမနောက်တပည့်မွေးတဲ့ဆရာတွေကိုတော့ဘယ်တော့မှမမိတ်ဖက်နဲ့အမြဲတမ်းတောက်ထောက်ပြီးလက်ရှိကျူးကျင်နေဆိုတာမှတ်ထားတော့ဘယ်နဲ့လဲဘာလို့လဲအဲ့ဒီဆရာတွေတယောက်ဖောက်ကြရင်နောက်မှ1000ကျက်ပြီးသွားလိမ့်မင်းတို့ကငါ90ပေးတဲ့အချုပ်စမတိုက်ရတာနဲ့မင်းတို့တပည့်တွေကို90တိအောင်မပေးဘူးအချုပ်စမမတိုက်ဘူးဆိုရင်အဲ့ဟိုနှလုံးသွင်းလာကြည့်တော့ချိန်လုံးနှလုံးသွင်းလာကြည့်တော့ဘယ်လို့မှမရဘူးဆောင်းခဲ့အဲ့တော့နောက်ဒီခုနကတဲ့ခလေးရဲ့ဒုက္ခရောက်ခြင်းဒီဘာကြောင့်ရောက်ရတယ်ပထမဆရာကြီးရဲ့အကွက်နဲ့လိုက်တဲ့လက်ချက်အဲ့ဒီခလေးမှလာတိုင်ခံရဟမ်ဘယ်နဲ့သမာဓိပဲမရှိသေးသလိုလို20နဲ့တော့ခဏတို့ဘာမှလုပ်လို့ရမှာမဟုတ်ဘူးဆိုတဲ့စကလုံးတွေသုံးထားတဲ့အတွက်ခလေးတွေက89ပါမှာလေအခက်ကိုမရဲဖြစ်နေကြအင်္ဂုလိမာလဟိန္ဒကခေါ်အင်္ဂုလိမာလကြီးဟာပြန်စဉ်းစားရတာကိုရောပုံသိတာလူမှန်သိတယ်ဒီလိုလူတိုင်းသိတယ်ဒီဥစ္စာအင်္ဂုလိမာလကြီးဟာသူကမိုင်35မိုင်36မိုင်40လောက်ကိုတဟောင်းကြီးဟူးဆိုလေးအောင်ကျင်းနေတော့ရှိတာကတည်းကယောက်ျားသူတေးလို့လိုချင်ငှက်တော့မလို့ကတည်းကလည်းရှိတော့သူများ10နှစ်လောက်တည်းမှပညာစုံရင်သူကတစ်နှစ်နဲ့အစုံဝင်အဲ့တော့ဒီလိုလိုဗမာထုံးစံအတိုင်းကိုယ့်ရဲ့ပိုင်မနာလိုတဲ့မူတွေထုတ်ပြီးဆုံးကြတာပါဒီပြကြောင်သားတွေကအဲ့ဒီမှာသဖေးတော်ကြီးနဲ့သမုဒ္ဒမလားသမုဒ္ဒသဖေးကြီးကယုံပြီးတော့သူ့ကိုပြန်ပြီးဘယ်လိုလုပ်ရမလဲကောင်းမလဲဒီကောင်ကလူ900ကိုလည်းကြောက်မယ်ကောင်မဟုတ်ဒီတော့သူ့ကိုတိုင်းလူကြီးသားနဲ့လှည့်တိုက်ပြီးတော့လက်ညှိုး1000ရရင်ဘလူးကိုမှမပေးတဲ့ပညာပေးမယ်ဆိုပြီးတော့ကြောက်ထိုက်အဲ့ဒီဆရာမှားနဲ့ပေါင်းမိတဲ့အတွက်ကြောင့်အန်တိမနောက်ဆုံးဖြစ်တဲ့မိခဲပြပုံရဟန္တာလောင်းမလို့သာဘုရားဝင်ကြလိုက်တာဗောတောင်းလောက်ဆိုသွားရောတန်းရအဲ့ဒါဘလူးမှားလို့အင်္ဂုလိမာလာထားလိုက်ရတယ်ဆရာမှားလို့ခံလိုက်ရတယ်အဲ့တော့တပည့်တော်မှားမယ်လို့ကြံတာတော့တခါတည်းကြည့်မရတဲ့အကောင်လေးဒီကောင်လေးနဲ့မတန်ဘူးလို့သုံးရတဲ့အကောင်တွေကိုဘယ်နဲ့မကောင်းအောင်ငါလုံးမဖြစ်တော့မှာလားလို့ကိုချိုးနေပြီတပည့်တော်ဒီခံညာတော့မြင်တပည့်တော်ချမ်းသာအောင်လုပ်အကွက်အများကြီးရှိတယ်တနည်းသူ့ကိုချမ်းသာအောင်လုပ်တော့ချမ်းသာပါရဲ့ကိုထွက်လာမမှောင်ကြတော့အဲ့ဒါကြောင့်ဆရာမှားနဲ့တွေ့ရင်တပည့်ခမရလေးတွေမှာဒုက္ခအဖုံဖုံရောက်ကြလို့အဲ့ဒီပညာသင်ပေးတဲ့ဆရာကြီးတွေကိုလေးလေးနဲ့အခုစမ်းဆရာပြောရင်းနဲ့ငါတပည့်မိုးရမယ်ဆိုရင်အဲ့ဒီစကားလုံးလေးတော့ထည့်ပြီးလက်ဆောင်ပေးလိုက်မှဖြစ်တယ်ငါတပည့်မိုးရမယ်တပည့်မိုးတယ်ဆိုတာဆရာကြီးกว่าတကယ်ဆရာကြီးတွေပါဆရာကြီးဖြစ်သွားရင်ဆရာကြီးနဲ့သူနဲ့စိတ်ထားတွေထားကြပါနော်ဆရာလေးစိတ်ထားမထားပါနဲ့ဆရာလေးစိတ်ထားရင်ဖားကြနိုင်ပြောမှာပေါ့ဒါနဲ့တို့ရင်ဗမာလိုပြတ်သားလားအတူဆုံးပြီးတခွန်းနဲ့ပြောရင်ပညာကိုသင်ပြီးတော့တပည့်မိုးရမယ်ကြံရင်လူစိတ်မိုးကြပါလူလို
သဘောထားပါလူသားချင်းလူလိုမြင်ပါဟုတ်တယ်အဲ့လိုလူလိုမြင်ပြီးတော့ဂိုင်းတော်ရဲ့မျက်နှာကိုထောက်ထားပါငါဒီလိုလှုပ်လိုက်ရဲ့ဒီခံရမယ်ခလေးရဲ့အစလည်းအဆုံးဘာလို့ဒုက္ခရောက်သွားမလဲငါလည်းပဲကောင်းနိုင်ပါတော့မလားတနည်းငါအဲ့လိုစောက်လုပ်လိုက်ခြင်းအပြင်ငါတို့ဂိုင်းတော်ကြီးဟာနာမည်ပြတ်သွားတော့မှာကလားအဲ့ဒီလိုစေတနာမျိုးထားမှအဲ့ဒီစေတနာမျိုးအရင်ကမထားရင်တော့ဘာလို့ပဲသတိကတက်ပြီးအော်နေအကျင့်ကတော့ပြောင်းမယ်မတင်ဘူးနော်အဲ့ဒီအကျင့်တွေပြောက်ပြီဆိုတဲ့နေ့ဆွဲပေါက်ဆရာရဲ့လက်မှတ်ရပြီဆိုတာမှတော့အဲ့ဒီအကျင့်မပြောက်သမျှကာလပတ်လုံးဆွဲပေါက်ဆရာဖြစ်ခြင်းပေမဲ့လို့ဓမ္မပြောရရင်မကောင်းဘူးရိုင်းကုန်လိမ့်မယ်နော်ဘယ်တော့မှမဖြစ်ဘူးဆိုတာမှတော့ဘယ်တော့မှလည်းမဆုံးစိတ်ကူးရအောင်မဖြစ်နဲ့ဆွဲရအောင်ဟုတ်မှာအဲ့ဒါအဲ့ဒီဟာတဲ့ပုံရိပ်ရင်လေးအရေးကြီးဆုံးကအရှင်ဘုရားကုသတဲ့စိတ်ထားမှာကိုမကျွမ်းကျင်သေးတဲ့အချိန်ခါမျိုးမှာနည်းနည်းလေးမပြတ်သားတာတို့ဘာလို့ကြံရင်ခုနပြောတဲ့လမိုင်းတို့ဘာတို့ညာတို့ဆိုတဲ့တချို့လဲတက်အောင်ကားတို့တက်အောင်ဝါတို့ဝင်လာတော့ဝင်ပြီးတော့ကိုရောမျက်နှာလေးငဲနေတာမြင်လာတဲ့ကိုတော့ဘာလုံးနာပဲပြဘယ်လိုပဲပြအောင်မလေးကိုတော့ကဘယ်လိုပဲပြဆိုတာကကိုတော့ကိုချစ်လို့သလားမဟုတ်ဘူးကိုတော့ရှိတဲ့ပညာကောင်းပြည့်စည်အောင်လာဖြစ်တယ်မိမလာဖြစ်တဲ့အောင်လားဘယ်လိုမှလည်းမခံနဲ့